ခမားမှာကြီးမားတဲ့အိမ်မက်တွေရှိနေမှာပါကိုအောင်မြင်နေတဲ့ပုံစံကိုလည်းမြင်အောင်ကြည့်ဘူးမှာပေါ့ကိုလိုချင်တဲ့ဘဝပုံစံကိုလည်းတေးသေးချာချာစိတ်ကူးရင်ဘူးလို့တကယ်လက်တွေလို့တောင်ခံစားရနိုင်တဲ့အထိပဲဒါပေမဲ့တကယ်တမ်းလက်တွေလို့ရမယ့်အချိန်ရောက်လာရင်တော့ခမားဘာမှမလုပ်နိုင်ပဲရက်တက်နေမိတယ်မလားခမားစောင့်နေမိတယ်ပြီးတော့ကိုပြန်ပြောမိတယ်မနှက်ဖြန်ကြရင်တော့ထူးခြားသွားမှာပါလေဒါပေမဲ့မနှက်ဖြန်ရောက်လာတော့လေခမားဒီအတိုင်းပဲထက်လုံနေမိပြန်ရောဒီလိုဖြစ်နေတာဟာခမားတယောက်တည်းမဟုတ်ပါဘူးခမားလိုလူတွေအများကြီးရှိတယ်ရီမန်းချက်ကြီးပေမဲ့ပြင်းနေတဲ့သူတွေအကြံဉာဏ်တွေအများကြီးရှိပေမဲ့ရှေ့မတိုးနိုင်ပဲတနေရာထဲမှာပဲကက်နေတဲ့သူတွေပေါ့ဆိုတာကခမားကိုယ်တိုင်လည်းသိနေတယ်ငါဒီထက်ပိုလုပ်နိုင်ပါရဲ့နဲ့ဆိုပြီးတော့လေဒါပေမဲ့ကိုလှုပ်ရှားလာအောင်တွန်းအားမပေးနိုင်ဖြစ်နေတယ်ဒါကခမားလူဆိုးမို့လို့ဖြစ်နေတာမဟုတ်ဘူးနော်ခမားမှာညံမကောင်းလို့ပါရမီမပါလို့ဖြစ်နေတာလည်းမဟုတ်ဘူးဒါကစိတ်ပညာသဘောတရားပါအချိန်အကြာကြီးတိဆောက်လာခဲ့တဲ့ခမားဥနောက်ထဲကပုံစံခွက်တွေကြောင့်ဖြစ်နေတာပါသတင်းကောင်းကတော့တိဆောက်ထားတဲ့အရာဆိုရင်ပြန်ပြောင်းလဲလို့ရတယ်ဆိုတာပါပဲဒါပေမဲ့အရင်ဆုံးခမားရဲ့စိတ်ထဲမှာဘာတွေတကယ်ဖြစ်နေလဲဆိုတာကိုနားလည်ဖို့လိုတယ်ခမားဘာလို့ဒီလိုဖြစ်နေလဲဆိုတာမြင်အောင်ကြည့်ရမယ်ပြီးမှဒီကိစ္စအတွက်ခမားတစ်ခုခုလုပ်ဖို့အစင်သင့်ဖြစ်ပြီလားဆိုတာဆုံးဖြတ်ရမယ်အခုလက်ရှိခမားရဲ့ဘဝပုံစံဘယ်လိုဖြစ်နေမလဲဆိုတာကျွန်တော်ပုံဖော်ကြည့်မယ်ဗျာမနဲ့နိုးလာရင်တော့ရည်ရွယ်ချက်တွေကတိတ်ကောင်းတယ်ဒီနေ့တော့ငါစလုပ်တော့မယ်ဒီနေ့တော့ငါ project ကိုလုပ်မယ်ဒီနေ့တော့ငါပန်းတိုင်အတွက်ပထမဆုံးခြေလမ်းစားလမ်းမယ်ပေါ့ဒါပေမဲ့ပြီးတာနဲ့ခမားဖုံးကောက်ကင်ပြီးရောခဏလေးပါဆိုပြီးပုတ်လိုက်တာမိနစ်နည်းနည်းကနေတနာရီလောက်ကြာသွားတယ်ခမားမသိလိုက်ခင်မှာပဲနေတဝက်ကုံသွားရောနေ့လေစားစားပြီးမှစားလုပ်မယ်ကွာလို့ကိုပြောလိုက်ပြန်တယ်နေ့လေစားစားပြီးသွားပြန်တော့လေခမားပင်ပန်းတယ်လို့ခံစားရပြန်ရောစိတ်မပါတော့ပြန်ဘူးအားအင်တွေပြေးမှာမနှက်ဖြန်ကြမှာပဲစားလုပ်တော့မယ်ဆိုပြီးပြောပြန်တယ်တန်တရာကဒီလိုပဲလည်နေတာပေါ့ညဘက်ရောက်တော့အိပ်ရတဲ့လဲရင်ခမားစိတ်မကောင်းဖြစ်ရတယ်ကိုစိတ်ပြက်မိတယ်နောက်ထပ်တစ်ရက်တော့အလဟတဖြုံးတီးလိုက်မိပြန်ပြီဆိုပြီးခမားသိတယ်မနှက်ဖြန်ကြရင်တော့ကွဲပြားခြားနားရမယ်လို့ကိုဂတိပေးတယ်ခေါင်းထဲမှာအစီအစဉ်တွေချတယ်ခဏတာတော့စိတ်ဓာတ်တွေတက်ကြွလာတယ်ဒါပေမဲ့တကယ်တမ်းမနှက်ဖြန်ရောက်လာတော့အဲ့ဒီစိတ်ဓာတ်ခွန်အားတွေပျောက်သွားပြန်ရောဟုံးမြန်ဖို့အလုပ်ကိုရှောင်ပြေးလုံးတင်တာကိုမလုပ်ပဲတခြားအာယုံပြောင်းစရာတွေရှောက်လုပ်နေမိပြန်ရောဒီပုံစံအတိုင်းလာပေါင်းများစွာနှစ်ချီပြီးတောင်ဖြစ်နေလောက်ပြီခမားလဲတွေးမိနေပြီမလားငါပြောင်းလဲနိုင်ပါမလားလို့လေခမားအုံနောက်ထဲမှာဘာဖြစ်နေလဲဆိုတာပြောပြမယ်ခမားကအမြဲတမ်းစိတ်ပိုင်းဆိုင်ရာပဋိပက္ခ conflict ဖြစ်နေတာပါခမားစိတ်ရဲ့တစ်စိတ်တစ်ပိုင်းကကြီးကျယ်တာတွေလှုပ်ချင်တယ်အဲ့ဒီဘိုင်းကအိမ်မက်ကြီးမှတ်တယ်ပန်းတိုင်တွေချမှတ်တယ်အောင်မြင်မှုကိုစိတ်ကူးရင်တယ်ဒါပေမဲ့နောက်တစ်စိတ်တစ်ပိုင်းကကြတော့မသက်သာတာတွေပင်ပန်းတာတွေကိုရှောင်ချင်တယ်အဲ့ဒီဘိုင်းကလုံခြုံမှုကိုလိုချင်တယ်တက်တာရှိမှုကိုပဲလိုချင်တယ်ကြရှုံးမှာညင်းပယ်ခံရမှာပင်ပန်းလုပ်ရမှာတွေကနေခမားကိုကာကွယ်ပေးခြင်းနေတယ်အခုလက်ရှိမှာတော့အဲ့ဒီတက်တာနေခြင်းတဲ့အပိုင်းကအနိုင်ရနေတာပေါ့ခမားကအားနေလို့မဟုတ်ပါဘူးလူအုံနောက်ဆိုတာကနာကျင်မှုကိုရှောင်ပြီးပျော်ရွှင်မှုကိုရှာဖွေဖို့ဒီဇိုင်းဆွဲထားလို့ပါဒါကအခြေခံလူစိတ်ပညာသဘောတရားပါပဲခမားရဲ့ပန်းတိုင်တွေအကြောင်းတွေးလိုက်တာနဲ့အုံနောက်ကဒါကိုချင်းချမှုတစ်ခုလို့မြင်တယ်အားစိုက်ထုတ်ရမယ်မသေးချမရေရာမှုတွေရှိမယ်ကြာရှုံးနိုင်ခြေရှိမယ်ဆိုပြီးမြင်တယ်အုံနောက်ကဒါတွေကိုမကြိုက်ဘူးလေဒါကြောင့်ပိုလွယ်တဲ့လမ်းကိုရွေးပေးလိုက်ရောဖုန်းပို့တာဗီဒီယိုကြည့်တာဂိမ်းဆော့တာလိုမျိုးအခုချက်ချင်းခံစားလို့ကောင်းမဲ့အရာကိုလုပ်ခိုင်းတယ်အဲ့ဒီခါအုံနောက်ကဒိုပါမင်းထုတ်ပြီးတော့ခမားနည်းနည်းနေလို့ကောင်းသွားတယ်မသက်သာတဲ့ခံစားချက်တွေပျောက်သွားတယ်အုံနောက်ကပန်းနိုင်တွေကိုရှောင်ပြေးလိုက်ရင်နေလို့ကောင်းပါလားဆိုပြီးမှတ်သားသွားတယ်ဒါကြောင့်ရှောင်ပြေးဖို့ပဲခမားကိုတိုက်တွန်းနေတော့တာပေါ့ဒါကပြင်းတာမဟုတ်ဘူးဒါကရှင်သန်ရက်တီရေးစနစ် survival mode သာခမားအုံနောက်ကခမားကိုကာကွယ်ပေးနေတယ်လို့ထင်နေတာဒါပေမဲ့ပြဿနာကဒီမှာပြအုံနောက်ကရေတိုမသက်သာမှုတွေကနေကာကွယ်ပေးနေပေမဲ့တစ်ဖက်မှာခမားရဲ့ရေရှည်ပျော်ရွှင်မှုတွေကိုခိုးယူနေတယ်ခမားပန်းတိုင်တွေကိုရှောင်ပြေးလိုက်တဲ့နေ့ရက်တိုင်းမှာရှောင်ပြေးခြင်းဆိုတဲ့အကျင့်ကိုတိဆောက်နေတာပဲတက်တာနေဖို့ရွေးချယ်လိုက်တဲ့နေ့တိုင်းမှာခမားရဲ့အိမ်မက်တွေကအရေးမကြီးပါဘူးလို့ဦးနောက်ကိုတင်ပေးလိုက်တယ်လို့ဖြစ်နေတယ်ပြီးတော့ညာဘက်အိယာဝင်လို့ကိုအပြစ်ရှိတယ်လို့ခံစားရတိုင်းငါကမတော်ပါဘူးကွာဆိုတဲ့ယုံကြည်ချက်ကိုပိုခိုင်ပါစေတယ်
ခမားကအချိန်ကြာလေဖောက်ထွက်ဖို့ခက်လေဖြစ်မဲ့တန်တရားတစ်ခုကိုဖန်တီးနေတာပါအခုခမားပါတွေးနေလေကျွန်တော်ပြောပြရမလားခမားကငါမှစီကံမရှိလို့စိတ်တက်မခိုင်ပါလို့တွေးနေမယ်အောင်မြင်တဲ့သူတွေမှာငါမှမရှိတဲ့ထူးခြားတဲ့အရေးချင်းတွေရှိလိမ့်မယ်လို့ထင်နေမယ်ငါမှသာစိတ်တက်ကြွမှု motivation ပိုရှိရင်အရာရာပြောင်းလဲသွားမှာပဲလို့ထင်နေမယ်ဒါပေမဲ့အဲ့ဒီလိုမဟုတ်ဘူးဗျ motivation ဆိုတာခံစားချက်တတ်ပါခံစားချက်ဆိုတာဝင်လာလိုက်ပျောက်သွားလိုက်ဖြစ်တတ်တယ် motivation တစ်ခုတည်းနဲ့ဘဝကိုတည်ဆောက်လို့မရဘူးခမားမှာဒီထက်ပိုခိုင်မာတာတစ်ခုလိုတယ်ခမားမှာဖွဲ့စည်းပုံတွေလိုအပ်တယ်စနစ်တွေလိုအပ်တယ်စီကံ discipline ဆိုတာမွေးရပါလာတဲ့အရာမဟုတ်ဘူးဆိုတာနားလည်ဖို့လိုတယ်အဲ့ဒါကဆုံးဖြတ်ချက်အသေးစားလေးတွေတစ်ခုချင်းစီနဲ့တဖြည်းဖြည်းတိဆောက်ယူရတဲ့အရာတစ်ခုပါနောက်ထပ်ခမားကြုံနေရမယ့်အရာကပြီးပြည့်စုံမှလှုပ်ချင်တဲ့စိတ် perfectionism ပဲအောင်မြင်မှုဆိုတာဘလို့ပုံစံလဲဆိုတာခမားမှာရှင်းလင်းတဲ့အမြင်ရှိထားပြီးသားအဲ့ဒီပုံစံမရောက်ရင်ကြာရှုံးတာပဲလို့ခံစားနေရတယ်ဒါကြောင့်ခမားဆောင်နေတယ်ပြီးပြည့်စုံတဲ့အစီအစဉ်ရမှကိုအစင်သင့်ဖြစ်မှအခြေအနေတွေအားလုံးကောင်းမွန်နေမှစလုပ်မယ်ဆိုပြီးစောင့်နေတယ်ဒါပေမဲ့ပြီးပြည့်စုံတဲ့အချိန်ဆိုတာဘယ်တော့မှရောက်မလာပါဘူးအစင်သင့်ဖြစ်ပြီဆိုတာလည်းမရှိဘူးအဲ့ဒီလိုထိုင်ဆောင်နေတော့မှပဲဘဝကကုံဆုံးသွားလိမ့်မယ် perfectionism ဆိုတာစံနှုန်းမြင့်မာတာမဟုတ်ဘူးဗျအဲ့ဒါကကြောက်ရွံ့မှုကိုအကောင်းဆုံးဖြစ်ချင်တာပါဆိုပြီးခေါင်းစဉ်တက်ထားတာတသက်ပဲဘယ်တော့မှစမလုပ်ဖြစ်အောင်ခမားဦးနောက်ကစင်ကြေပေးနေတာပါဘာလို့လဲဆိုတော့ခမားသာစမလုပ်ရင်ခမားဘယ်တော့မှမကြရှုံးနိုင်တော့ဘူးလေကျွန်တော်ပုံမလင်းလင်းပဲပြောမယ်ဗျာခမားကြောက်နေတာတကယ်လို့ခမားတကယ်ကြိုးစားပြီးမှအစင်မပြေခဲ့ရင်ငါထင်သလောက်ငါမတော်ပါလားငါအကြံဉာဏ်တွေကငါထင်သလောက်မကောင်းပါလားငါအိမ်မက်မက်ခဲ့တဲ့အရာတွေကိုငါတကယ်မလုပ်နိုင်ပါလားဆိုတဲ့အမှန်တရားကိုရင်ဆိုင်ရမှာကြောက်နေတာအဲ့ဒီကြောက်စိတ်ကခမားကိုမလှုပ်ရှားနိုင်အောင်ချုံနှောင်ထားတာစိတ်ကူးရင်ကဘာထဲမှာနေရတာကပိုလွယ်တာကိုလက်တွေ့ကဘာမှာဘယ်တော့မှစမ်းသပ်ခြင်းမပြုပဲဆက်ပြီးအိမ်မက်မက်ဆက်ပြီးစိတ်ကူးရင်နေရတာကပိုလွယ်တယ်ဘာလို့လဲဆိုတော့လက်တွေ့မလုပ်သေး၍ငါသာလုပ်ရင်အောင်မြင်မှာပါဆိုပြီးကိုညာလို့ရနေသေးတယ်လေဒါပေမဲ့ခမားရဲ့ရင်ထဲအနက်ရှိုင်းဆုံးတနေရာမှာတော့အဲ့ဒီယုံကြည်ချက်ကအနှစ်သာရမရှိဘူးဆိုတာသိနေပါတယ်ခမားနားလဲထားရမှာတခုကကြာရှုံးတာကအောင်မြင်မှုရဲ့ဆန့်ကျင်ဘက်မဟုတ်ဘူးဘာမှမလုပ်ဘဲနေခြင်းကသာအောင်မြင်မှုရဲ့ဆန့်ကျင်ဘက်ပါခမားကြာရှုံးတဲ့အခါသင်ခန်းစာတစ်ခုရလိုက်တယ်ဘာမှမလုပ်ရင်တော့ဘာမှလည်းမရဘူးခမားအားကြရတဲ့အောင်မြင်သူတိုင်းကခမားစ조사မှုတဲ့အချိန်ရေအတွက်ထက်တောင်ပိုများတဲ့အချိန်ရေအတွက်ကြာရှုံးမှုကြတယ်ကွာခြားချက်ကသူတို့ကဆက်လုပ်တယ်မပြည့်စုံတဲ့လုပ်ရက်တွေကိုပဲလုပ်တယ်အစင်သင့်မဖြစ်ခင်မှာပဲစလုပ်တယ် motivation ကိုမဆောင်ပဲတစိုက်မမတ်လှုပ်ဆောင်မှု consistency နဲ့အရှိန်အဟုန်ကိုတိဆောက်တယ်ခမားလည်းအဲ့လိုလုပ်ရမှာပြီးပြည့်စုံမဲ့အချိန်ကိုစောင့်နေတာရက်ပြီးအခုရှိတဲ့အချိန်လေးနဲ့ပဲအရှိန်ရအောင်စလုပ်လိုက်တော့ဒါဆိုဒီတန်တရားတွေကနေဘလို့ဖောက်ထွက်မလဲအိမ်မမက်သူအဖြစ်ကနေလက်တွေ့လုပ်သူအဖြစ်ဘလို့ပြောင်းမလဲခါသီးတဲ့အမှန်တရားတစ်ခုကိုလက်ခံလိုက်တာကနေစရမယ်ခမားလှုပ်ချင်စိတ်ရှိလာမှာမဟုတ်ဘူးခက်ခဲတဲ့အလုပ်တွေကိုလုပ်ဖို့အတွက်ခမားဘယ်တော့မှစိတ်ပါလက်ပါအားအင်တွေအပြည့်နဲ့နိုးထလာမှာမဟုတ်ဘူးအုံနောက်ကအဲ့ဒီလိုအလုပ်မလုပ်ဘူးခမားကဒီတိုင်းပဲလှုပ်လိုက်ရမှာလှုပ်ချင်စိတ်မရှိလဲလှုပ်ရမှာပဲအထူးသဖြင့်လှုပ်ချင်စိတ်မရှိတဲ့အချိန်မှာပိုတောင်လှုပ်ရအောင်ပဲဘာလို့လဲဆိုတော့မလှုပ်ချင်တဲ့ကြားကလှုပ်လိုက်တဲ့အချိန်တိုင်းမှာခမားကဥနောက်ကိုပုံစံသစ်ပြန်သွင်းနေတာပဲမတက်တာမှုဆိုတာအန်ဒီရမဟုတ်ဘူးဆိုတာအုံနောက်ကိုတင်ပေးနေတာခမားကစီကန်းဆိုတဲ့ကြွက်သားကိုတီးဆောက်နေတာအသေးစားလေးကနေစပါတကယ်ပြောတာနော်ဘဝတစ်ခုလုံးကိုချက်ချင်းကြီးပြောင်းလဲပစ်ဖို့မကြိုးစားပါနဲ့အဲ့ဒါခမားရဲ့ perfectionism ပြည့်စုံလို့စိတ်ကလှည့်စားနေတာတခုတည်းရွေးပါကိုဘန်းနိုင်စီရောက်စေမဲ့သိငယ်တဲ့အရာလေးတခုတည်း15မိနစ်လောက်ပဲလှုပ်တာဖြစ်ဖြစ်စာတစ်ပိုက်လောက်ရေးတာဖြစ်ဖြစ်ဖုန်းတစ်ခေါ်လောက်ခေါ်တာဖြစ်ဖြစ်ပေါ့ဘလောက်သေးလဲဆိုတာအဓိကမဟုတ်ဘူးလှုပ်ဖြစ်ဖို့နဲ့မနှက်ပြန်ရောတပတ်ခါရောစက်တိုက်လှုပ်ဖြစ်ဖို့ကအဓိကပါပြည့်စုံဖို့မကြိုးစားနဲ့တစိုက်မက်မက်ဖြစ်ဖို့ပဲကြိုးစားဘာလို့လဲဆိုတော့တစိုက်မက်မက်လှုပ်ခြင်းကအကျင့် habit ဖြစ်လာစေပြီးအကျင့်တွေကဘဝကိုတိဆောက်ပေးလို့ပါဘယ်သူမှမပြောပြတဲ့လျှို့ဝှက်ချက်တစ်ခုရှိတယ်စီကံ discipline ဆိုတာဆဆချင်းမှာခံစားရအတော်ဆိုတယ်ဦးနောက်ကခမားကိုပြန်တိုက်ခိုက်လိုက်မယ်ရှိသမျှစင်ကြေတွေပေးလိုက်မယ်ခမားပင်ပန်းနေပြီးနားတဲ့နေပြီးမနှက်ဖြန်မှစလုပ်ပါလားဆိုပြီးပြောလိုက်မယ်ခမားကအဲ့ဓာတွေအကုန်လုံးကိုလစ်လျူရှူရမယ်ထွက်ပြေးခြင်းစိတ်တွေပေါက်နေရင်တောင်ခမားထိုင်ပြီးအလုပ်လုပ်ရမယ်ဒါပေမဲ့ဒီလိုမျိုးအကျင့်ရည်နည်းနည်းလောက်လုပ်ပြီးသွားရင်ဘာဖြစ်လာလဲဆိုတော့ပိုလွယ်လာတယ်လုံးဝလွယ်သွားတာတော့မဟုတ်ဘူးနော်အရင်ကထက်ပိုလွယ်လာတာ
မသက်တာမှုဆိုတာခမားကိုတေးအောင်မသက်နိုင်ဘူးဆိုတာအုံနောက်ကသဘောပေါက်လာတယ်အဲ့ဒီအခါအုံနောက်ကလိုက်လျောညီထွေဖြစ်လာပြီးတော်လန်နေတဲ့စိတ်တွေငြိမ်သွားရောခမားရဲ့ပတ်ဝန်းကျင်ကိုလည်းပြုပြင်ဖို့လိုတယ်ခမားမထင်မှတ်ထားလောက်အောင်ကိုပတ်ဝန်းကျင်ကခမားကိုထိန်းချုပ်ထားတာဖုန်းကဘေးနားမှာရှိနေရင်ခမားစစ်မိသုံးမိမှာပဲအလုံးလုံးမဲ့နေရာကရှုပ်ပွနေတယ်ဆိုရင်ခမားစိတ်တွေလွင့်နေမှာပဲအာယုံထွေပြစရာတွေဝိုင်းနေရင်ခမားအာယုံလွင့်မှာပဲဒါကစိတ်ဆန္ဒအားနေတဲ့ပြဿနာမဟုတ်ဘူးပုံစံချထားပုံဒီဇိုင်းမှားနေတဲ့ပြဿနာပါအောင်မြင်တဲ့သူတွေကခမားထက်စိတ်ဆွမ်းအင် will power ပိုရှိတာမဟုတ်ပါဘူးသူတို့ကပိုကောင်းတဲ့စနစ်တွေရှိနေတာပါသူတို့ကမကောင်းတဲ့သွေးဆောင်မှုတွေကိုဖယ်ရှားထားတယ်အာယုံဆိုင်ဖို့လွယ်ကူစေမဲ့နေရာတွေကိုဖန်တီးတယ်အလိုလျောက်လို့ဖြစ်မဲ့အပြုအမူကအကျိုးရှိစေမဲ့အပြုအမူဖြစ်အောင်သူတို့ဘဝကိုပြင်ဆင်ထားတယ် notification တွေပိတ်ထားဖုန်းကိုတခြားအခန်းမှာသွားထားစာပွဲကိုရှင်းထားအာယုံဆိုင်ပြီးအလုပ်လုပ်မဲ့အချိန်သတ်မှတ်ထားပြီးအဲ့ဒီအချိန်ကိုအထွတ်အမြတ်လို့သဘောထားပြီးကာကွယ်ပါနှောင့်ယှက်တာတွေမလုပ်ဖို့လူတွေကိုပြောထားမလိုတဲ့ထားဘက်တွေကိုပိတ်မရှိမဖြစ်ဆိုတာကလွဲရင်ကြံတာမှန်သမျှဖယ်ရှားပစ်အာယုံဆိုင်ဖို့ထက်အာယုံလွင့်ဖို့ကပိုခက်ခဲသွားအောင်လှုပ်ထားလိုက်ခမားရဲ့အနာဂတ်အတွက်ဒီလိုလှုပ်လိုက်တာကိုနောက်တစ်ချိန်ခမားကျေးဇူးတင်နေလိမ့်မယ်ဘာလို့လဲဆိုတော့အာယုံနောက်ဆရာတစ်ခုကိုဖယ်ရှားလိုက်တိုင်းဆုံးဖြတ်ချက်ချရမယ့်အလုပ်တစ်ခုကိုဖယ်ရှားလိုက်တာနဲ့အတူတူပဲဆုံးဖြတ်ချက်တစ်ခုလျော့သွားတာနဲ့အမျှအဲ့ဒီအတွက်သုံးရမယ့်စွမ်းအင်တွေကိုခမားရဲ့ပန်းတိုင်အတွက်သုံးနိုင်သွားတာပေါ့ခမားမကြားချင်လောက်မဲ့စကားတစ်ခုပြောရအောင်မယ် content တွေအများကြီးဖတ်နေကြည့်နေတာတွေကိုရှော့လိုက်ပါတော့ခမားအောင်မြင်ရေးဗီဒီယိုတွေကြည့်မယ်စောင်းပါးတွေဖတ်မယ် podcast တွေနားထောင်မယ်အဲ့ဒါတွေလုပ်နေရင်ခီးရောက်နေသလိုခံစားရတယ်ဒါပေမဲ့မဟုတ်ဘူးဗျအဲ့ဒါကလည်းရှောင်ပြေးခြင်းတစ်မျိုးပါပဲအုံနောက်ကလေ့လာနေတာကလှုပ်ဆောင်နေတာနဲ့အတူတူပဲလို့ခမားကိုလှည့်စားနေတာခမားမှာသတင်းအချက်လက်တွေထပ်မလို့တော့ပါဘူးခမားဘာလို့ရမလဲဆိုတာသိပြီးသားပါလေ့လာနေတာကိုရက်ပြီးလက်တွေ့လုပ်တာကိုစဖို့လိုနေပြီဒီဗီဒီယိုဆုံးတာနဲ့ပိတ်ပြီးရှေ့ကိုရောက်စေမဲ့အလုပ်တစ်ခုခုထားလုပ်လိုက်တော့တစ်ခုတည်းဆိုရင်တောင်ရတယ်နောက်ထပ်အမှန်တရားတစ်ခုရှိသေးတယ်ဆက်ဆချင်းမှာခမားလုပ်တဲ့ရလက်တွေကတိတ်ကောင်းမှာမဟုတ်ဘူးဆိုတာလက်ခံထားလိုက်ပါဘာမဆိုပထမဆုံးအချိန်ကတော့စုပ်ပြတ်တတ်နေမှာပဲဒါကပုံမှန်ပဲလုပ်ငန်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပဲကျွမ်းကျင်ပညာရှင်တိုင်းလဲတစ်ချိန်ကသာမန်တွေပါပဲလက်ရမြောက်တဲ့အရာတိုင်းကကျန်းတန်းတဲ့မူကျန်းဘဝကနေစခဲ့တာကြီးပါပဲပထမဆုံးအချိန်မှာတင်ခမားကအမခန်းအရာတွေဖန်တီးနိုင်မှာမဟုတ်ဘူးအဲ့ဒါအဆင်ပြေပါတယ်အခုချိန်ကခမားတော်ဖို့စ조사နေတာမဟုတ်ဘူးစလုပ်ဖို့စ조사နေတာအလုပ်ထဲရောက်လာတဲ့အကျင့်ရအောင်တိစောက်နေတာအရေးသွေး quality ဆိုတာနောက်မှလာမှာဒီဇိုင်းမက်မက်လုပ်ခြင်း consistency ကသာပထမခမားလက်တွေ့စလုပ်တဲ့အခါဘာဖြစ်လာမလဲကျွန်တော်ပြောပြမယ်ခမားတော်လန်ခြင်းစိတ်တွေဖြစ်လာမယ်ထွက်ပြေးခြင်းလာမယ်အကျင့်ဟောင်းတွေတဲ့ပြန်ရောက်သွားတဲ့ရက်တွေလည်းရှိလာမယ်အဲ့ဒါကိစ္စမရှိဘူးတိုးတက်မှုဆိုတာမြင်းဖြောင်ကြီးအတိုင်းသွားတာမှမဟုတ်တာခမားအမားလုံးမိမှာပဲရက်တွေကြော်မိမှာပဲကြာရှုံးမှာပဲအောင်မြင်တဲ့သူတွေကတရက်လောက်ညံပြင်းသွားရုံနဲ့တပလုံးအပြတ်မခံဘူးအမားတစ်ခုလုံးမိတာနဲ့အဲ့ဒါကိုအကြောင်းပြပြီးလက်လျှော့မသွားဘူးအစင်မပြေတာကိုလက်ခံလိုက်တယ်ပြီးတာနဲ့လမ်းကြောင်းမှန်ပေါ်ပြန်တက်တယ်အဲ့ဒါလျှို့ဝှက်ချက်ပဲလမ်းကြောင်းပေါ်သာပြန်ရောက်လာပါစေကိုနှိမ့်ဆက်တာကိုလည်းရက်ပါအပြစ်ရှိသလိုခံစားရတာ guilt က motivation မပေးနိုင်ဘူးရှက်စိတ်ကခမားကိုပိုကောင်းမလာစေဘူးအဲ့ရတဲ့လဲပြီးငါကွာနောက်တစ်ရက်တော့ဖြုံးလိုက်ပြန်ပြီဆိုပြီးကိုမုန်းတီးနေတာကပြဿနာကိုပိုဆိုးစေတယ်အဲ့ဒီစားကိုဂရုစိုက်နားလေပေးတာ self compassion ကိုလေ့ကျင့်ပါတငယ်ချင်းတယောက်ကိုပြောသလိုမျိုးကိုပြန်ပြောပါဒီနေ့တော့ငါမှားသွားတယ်ရတယ်မနှက်ဖြန်ကနေ့သက်ပဲငါစီစဉ်ထားသလောက်မလုပ်ဖြစ်ဘူးကိစ္စမရှိဘူးအခုချက်ချင်းတစ်ခုလောက်ထားလုပ်လိုက်မယ်ပေါ့ခွင့်လွတ်တယ်ဆိုတာကိုလွန်ငင်းခွင့်ပေးလိုက်တာမဟုတ်ဘူးအတိတ်ကကြာရှုံးမှုဝင်ထုတ်ဝင်ပိုးတွေကိုမတည်ထားပဲနောက်တစ်ခါထပ်စူးစမ်းခွင့်ပြုလိုက်တာပါခမားမှတ်ထားရမှာကခမားကလူပြင်းမဟုတ်ဘူးပြင်းတယ်ဆိုတာခမားရဲ့ပင်ကိုယ်တဘာဝမဟုတ်ဘူးပြင်းတယ်ဆိုတာခမားလုံနေမိတဲ့အပြုတ်မှုတစ်ခုပဲအဲ့ဒီနှစ်ခုကွာခြားတယ်ခမားဆိုတာအိမ်မက်တွေရှိတဲ့သူအလားအလာတွေရှိတဲ့သူပြောင်းလဲနိုင်စွမ်းရှိတဲ့သူပါခမားလုံနေမိတာကမသက်တာမှာကိုကြောက်ပြီးရှောင်ပြေးနေမိတာဘာလို့လဲဆိုတော့မသက်တာမှုကနေတိုးတက်မှုရစေတယ်ဆိုတာဦးနောက်ကမသိယူရသေးလို့ပါကဲအခုခမားရဲ့ပုံစံခွက်တွေနောက်ွယ်ကစိတ်ပညာသဘောတရားကိုနားလည်သွားပြီနားလည်ခြင်းကပြောင်းလဲခြင်းရဲ့ပထမခြေလှမ်းပဲလက်တွေ့မပါတဲ့ရည်မှန်းချက်ဆိုတာစိတ်ကူးရင်တက်ပဲဆူတောင်းနေုံနဲ့လိုချင်တဲ့ဘဝကိုမရနိုင်ဘူးဒါပေမဲ့ကိုနားလည်ဂရုစိုက်မှုမပါတဲ့လှုပ်ဆောင်ချက်ကလည်းကြာရှည်မခံဘူး
မလုတ်ချင်တဲ့အချိန်မှာတောင်လှုပ်ဖြစ်မဲ့စီကန်းလဲလိုသလိုကိုမလုံနိုင်ခဲ့တဲ့အခါကိုခွင့်လွတ်နိုင်မဲ့စာနာစိတ်လဲလိုတယ်အဲ့ဒီဟန်ချက်ညီမှုကမှရေရှည်တည်တဲ့ပြောင်းလဲမှုကိုဖြစ်စေတာပါဒါကြောင့်ခမားကိုကျွန်တော်ဒီလိုလှုပ်စေခြင်းတယ်ပြောင်းလဲခြင်းအကြောင်းဗီဒီယိုတွေထိုင်ကြည့်နေတာရပ်ပြီးကိုယ်တိုင်ပြောင်းလဲလိုက်ပါဘဝအကြောင်းစီမံကိန်းချနေတာတွေရပ်ပြီးလက်တွေ့ရှင်သန်လိုက်ပါ motivation ကိုထိုင်ဆောင်မနေပဲစီကံကိုစတင်တိဆောက်ပါဒီနေ့သိငယ်တဲ့ခြေလန်းတလန်းစလန်းလိုက်ပါဘာလို့လဲဆိုတော့အဲ့ဒီခြေလန်းသေးသေးလေးကဒီတစ်ခါငါတကယ်လုံနေပြီဟေ့ဆိုတာကိုဦးနောက်ကိုတင်ပေးလိုက်လို့ပါပဲမနှက်ဖြန်နောက်ထပ်ခြေလန်းတလန်းထက်လန်းရင်အရှိန်ဟုန်တွေရလာမယ်မကြခင်မှာပဲအရင်ကကိုယ်ပုံစံကိုကိုယ်တိုင်တောင်မှတ်မိတော့မှာမဟုတ်ဘူးလိုချင်တဲ့ဘဝကိုစိတ်ကူးရင်နေခဲ့တာကြာလာပြီအခုကတိဆောက်ရမယ့်အချိန်ရောက်ပြီမနှက်ဖြန်မှာမဟုတ်ဘူးအစင်းသင့်ဖြစ်မှာမဟုတ်ဘူးအခုပဲစတင်ရမယ်ပြီးရင်ဆက်သွားရမယ်တရက်ချင်းစီဆုံးဖြတ်ချက်တစ်ခုချင်းစီလှုပ်ဆောင်ချက်တစ်ခုချင်းစီနဲ့ပေါ့အဲ့ဒီလိုနဲ့ပဲဘဝတွေပြောင်းလဲသွားကြတာပါအိမ်မက်တွေတကယ်ဖြစ်လာတယ်ဆိုတာအချိန်ကာလတစ်ခုကြာအောင်တစိုက်မက်မက်လုပ်ခဲ့တဲ့ရွေးချယ်မှုအသေးစားလေးတွေစုပေါင်းသွားလို့ဖြစ်လာတာပါခမားကိုထင်ထားတာထက်အများကြီးပိုလုံနိုင်စွမ်းရှိပါတယ်ဒါပေမဲ့ဒီကိစ္စကိုဘယ်သူမှခမားအစားလာလုပ်ပေးမှာမဟုတ်ဘူးဘယ်သူမှခမားကိုလာခဲ့မှာမဟုတ်ဘူးဒီတန်တရားကိုဖျက်တောက်နိုင်တာခမားတယောက်ပဲရှိတယ်ခမားကပျက်စီးနေတဲ့သူမဟုတ်ဘူးညှော်လင့်ချက်မဲ့နေတဲ့သူမဟုတ်ဘူးပုံစံခွက်တစ်ခုထဲမှာပိတ်မိနေုံပါပုံစံခွက်ဆိုတာပြောင်းလို့ရတယ်လွယ်ကူမှာတော့မဟုတ်ဘူးတက်တောင့်တက်တာရှိမှာမဟုတ်ဘူးဒါပေမဲ့တန်ပါတယ်ဘာလို့လဲဆိုတော့ဒီရုန်းကန်လှုပ်ရှားမှုရဲ့တစ်ဖက်ကမ်းမှာခမားအမြဲဖြစ်ချင်ခဲ့တဲ့ခမားရှိနေလို့ပါအိမ်မက်ပဲမန်းနေတဲ့သူမဟုတ်ပဲလက်တွေ့လှုပ်ဆောင်တဲ့ခမားပေါ့အဲ့လူဖြစ်အောင်သွားလှုပ်လိုက်ပါအခုကစပြီးတော့လေ